ကဲကြီးဒါကျုပ်တို့ရဲ့ဖိုးထောင်ရဲ့သင်္ကန်းသာပါလေးရှိသေးတယ်အဲ့တော့ကျုပ်တို့လိုချင်တဲ့ဘာတုတ်ကိုခင်ဗျအမြန်ဆုံးရှာထားပေးပါကြားလားကြောက်လေဟုတ်ပြီနာပေါင်းထင်တော့မထင်ဘူးဒီကောင်ဒီလိုလှုပ်လိုက်မယ်လို့အခုတော့တကယ်လှုပ်သွားတယ်တော့ဟုတ်ပါဦးများဒီကောင်ဟိုအဖွဲ့တွေကိုမဝင်ငင်နေရကျွန်တော်နဲ့တိုင်ပင်ပြီးသားပါတစ်ဖက်လူကိုအယုံသွင်းဖို့လိုအပ်လာရင်ကျွန်တော်တို့ကိုစော်လို့ကျွန်တော်ကတိုင်ပင်ပြီးသားပါနင်တို့ကလာတိုင်ပင်ထားရလေငါတို့အိမ်မှာနှလုံးတွေရောဒူးတွေရောတုံမှုတက်ပြမှယုံမယ်ဆိုရင်လေငါတို့ကိုတက်လို့ငါတို့ကပြောထားတာအမလေးတော့ကြားပါမို့ချို့တစ်ဖက်လူယုံအောင်ကိုယ့်လူကိုယ်တော့တက်ပြအောင်မယ်ဟုတ်လားနေရလေဟာသူ့အဖေနဲ့အမေကိုတော့သူ့ရှိမှအသက်ခံသေးတာပဲငါတို့တွေဘာတုတ်ကိုရဖို့အတွက်ဒီပုံစံနဲ့ဆက်သွားနေတော့မဖြစ်တော့ဘူးတရွာလုံးကလည်းအသေးတာခံမှာလုံးဝပြောရတဲ့သဘောမရှိဘူးအဲ့တော့ငါတို့ဟန်နဲ့ဘာတုတ်ရဲ့သတင်းကိုစုံစမ်းမှဖြစ်မယ်မလေးဟုတ်တယ်မင်းတို့နေရာဝေးလို့ရတယ်တွားဘာတုတ်နဲ့ပတ်သက်တဲ့များသတင်းကိုရအောင်ပြီးရတော့ရှိပြီတယ်နော်ဘယ်သူမှမရေးမိသေးဘူးဟုတ်ကဲ့ပါဆရာဟုတ်တော့မင်းလည်းစဉ်းစားကြည့်လားဒီတစ်ခါငါတို့တွေပိုက်ဝဝင်ပါဘာတော့တရားအစင်ဟောပြေရလားမသိပါဘူးလေညာအိမ်မက်တွေမကောင်းဘူးအခုလိုကြာလဲစိတ်ပူတတ်တာပဲနော်ဘာတော့အန်ရည်ပိုင်းများတွေ့နေမှာစိုးလို့ပါတယ်နေဒီစိတ်ပူအောင်မဟုတ်ပါဘူးလားကျုပ်တို့တရားတော့စိတ်ပူနေကြပါအေးလေသူအစင်ပြေပြီးတော့အန်ရည်ကင်းမစေလို့ပဲဆူတောင်းမှာဟဲ့နေမောဒီကိုပါတော့တန်ရောစီရှိနေပြီလားဟာနင်လည်းရှက်မေပါနဲ့ဟာကိုပါတော့ကျန်နေပေါ်တကယ်မြတ်တာရှိရမယ်အောင်စားခုကလူကောင်းဖြစ်နေပြီပဲရလာဟာ